ကျွန်တော်တို့အာယုံစိုက်မှုသွားတဲ့နေရာကိုကျွန်တော်တို့ရဲ့ energy ကသွားတယ်ဒါကို Tony Robbins က where focus goes energy flows လို့ပြောတယ်ကျွန်တော်တို့ကိုယ့်ဘဝမှာရှိတဲ့ပြဿနာတွေပြင်ပလောကမှာရှိတဲ့ပြဿနာတွေအစင်မပြေမှုတွေအဲ့ဒါတွေကိုပဲကျွန်တော်တို့လိုက်ပြီးတော့အာယုံစိုက်မိတဲ့အခါမှာ the law of attraction ရပြောရင်တော့နောက်ထပ်ပြဿနာတွေကိုကျွန်တော်တို့ဘဝတွေဆွဲဆောင်တယ်လို့ပြောမှာပေါ့နော်ဒါပေမဲ့ကိုကအဲ့ဒါပြဿနာအကြောင်းပဲတွေးတဲ့အခါကျတော့ပြဿနာတွေပဲအကုန်လုံးမြင်နေတဲ့သဘောအကယ်၍ကိုက goal အကြောင်းတွေးမယ်အခွင့်အလမ်းတွေတွေးမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့လူတွေစီမှာလည်းကောင်းတာတွေကိုရှာဖွေမယ်ပြီးလို့ရှိရင်ကောင်းတာတွေကိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ energy ကအဲ့ဒီကောင်းတဲ့အရာပေါ်မှာတွားပြီးတော့အာယုံစိုက်နေတာဖြစ်တဲ့ကြောင့် positive ဆန်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့လုပ်လို့ရမယ့်လမ်းစာတွေကိုလည်းမြင်လာကြလိမ့်မယ်ဒီနေရာမှာကျွန်တော်ကပြဿနာတွေရှိနေတာကိုမရှိဘူးလို့မပြောခိုင်းဘူးပြဿနာအာယုံစိုက်ဖို့တဲ့အဖြေကိုအာယုံစိုက်ငါလုပ်နိုင်တာမှရှိတယ်အဲ့ဒါဒီကိုယ့်အတွက်ကိုမိသားစုအတွက်ပြင်ပလူဖွဲ့စည်းအတွက်ဖြစ်ဖြစ်အဲ့ဒါဒီကိုတက်နိုင်တဲ့ဟာကိုလုပ်ချင်တဲ့ဟာကိုပါရှိတယ်ဆိုတော့ကျွန်တော်တို့ကဒါကိုစဉ်းစားကြည့်ဖို့လိုတယ်အဲ့လိုမျိုးပဲねကျွန်တော်တို့လုပ်ငန်းခွင်မှာရှိတဲ့ဝန်ထမ်းတွေအဆင်မပြေမှုတွေပြဿနာတွေအိမ်သားတွေအဆင်မပြေတာတွေဒီအလွန်အကျွံပြဿနာတွေပဲလိုက်ပြီးတော့အာယုံစိုက်တဲ့ခါကျတော့ကျွန်တော်တို့လမ်းပြောက်လာတယ်စိတ်ညစ်လာတယ်ကျွန်တော်တို့ energy ကျတယ်ပျော်ရွှင်မှုဆိုတာဘလို့မှရှိနိုင်မှာမဟုတ်တော့အဲ့တော့ကယ်၍တော့ကိုကခုနပြောတဲ့ကိုယ့်ရဲ့ပန်းနိုင်တဲ့အာယုံစိုက်မယ်ဘယ်လိုလုပ်လို့ရမလဲဆိုတော့အခွင့်အလမ်းနဲ့အဖြေတွေကိုအာယုံစိုက်မယ်ဆိုလို့ရှိရင်တော့ဘလို့ဆက်ပြီးတိုးတက်ပြောင်းလဲအောင်လုပ်မယ်ဆိုတဲ့ plan တွေလမ်းစာတွေလည်းအများကြီးတွေ့လာနိုင်တယ်ဆိုတဲ့အတွက်ကြောင့်ဟလာဒီကိုယ့်ရဲ့ goal တွေကိုအများနဲ့ဆိုပါကိုယ့်ရဲ့ goal တွေကိုအများနဲ့ချရေးပါဖြည့်ရှင်းလို့ရမယ့် solution တွေအဲ့ဒါတွေအများနဲ့ရှာဖွေပါကျေးဇူးအများကြီးတင်ပါတယ်